ဇလန်းလေးရဲ့ဆာမှာတော့နာဂူမိုတယောက်တွင်းနဲ့ကြီးရဲ့အောက်ခြေမှာတယောက်တည်းနိုးထလာခဲ့ပါတယ်သူတွင်းထဲမှာလမ်းရှာရင်ရှောက်လာတဲ့အခါသူ့ရဲ့မုံလာဦးနီကိုစားကျင်နေတဲ့ယုံမိတ်စာနဲ့တိုးမိပါတော့တယ်ဒါပေမဲ့အဲ့ဒီယုံကမုံလာဦးကိုမစားရသေးခင်မှာပဲနောက်တစ်ကောင်ပေါ်လာပြီးအဲ့ယုံကညစာအဖြစ်ဆုံးဖြတ်ခံလိုက်ရပါတယ်နာဂူမိုလည်းနောက်တစ်ယောက်ဟာသူဖြစ်မယ်ဆိုတာသိသွားလို့ထွက်ပြေးကိုကြိုးစားပေမဲ့မိတ်စာကသူ့သားဟာဘလောက်တော့အရေးရှုံးပြီးစားကောင်းမလဲဆိုတာတတိထားမိသွားပြီးသူ့ကိုစားပြီးတိုက်ခိုက်လိုက်ပါတယ်အဲ့ဒီနောက်မိတ်စာကကျန်တဲ့ညစာကိုစားဖို့လိုက်လာပေမဲ့နာဂူမိုကသူ့ရဲ့တကူရဲသောရုပ်ဝတ္ထုပြောင်းလဲခြင်းစွမ်းရည်ကိုအသုံးပြုလိုက်ပြီးသူတို့ချာမှာကြောက်တဲ့တိုင်းကာထွက်ပြေးနိုင်ခဲ့ပါတယ်တွေးထွက်လွန်ပြီးမိသွားခဲ့ပေမဲ့ပြန်လို့လာတဲ့အခါမှာတော့သလင်းကြောက်တစ်ခုကိုတွေးလိုက်ရပြီးလွန်ခဲ့တဲ့တစ်ပတ်ကစားအုပ်တုပ်ထဲမှာအဲ့ကြောက်ရဲ့ကုသနိုင်စွမ်းရှိတဲ့ဂုဏ်သက်တည်အကြောင်းဖတ်ခဲ့ပူတာကိုတတိယသွားပါတယ်လွန်ခဲ့တဲ့တစ်ပတ်ကနာဂူမိုနဲ့သူ့အတန်းပေါ်တွေကကပတင်ရဲ့ဦးဆောင်မှုနဲ့တွင်းနဲ့ကြီးတဲ့ဝင်မှုပြင်ဆင်ခဲ့ကြတာပါသူတို့အဆင့်20ကိုရောက်တဲ့အခါအတန်းကောင်းဆောင်ကသူ့ကိုကယ်တင်ပေးခဲ့ပြီးသူ့ရဲ့စိတ်ပြက်စရာကောင်းတဲ့တီးရှိမှုကဘာအတိတ်ပဲမှမရှိဘူးလို့ပြောခဲ့ပါတယ်အဖွဲ့သားတွေကလှပတဲ့သလင်းကြောက်တစ်ခုကိုတွေးသွားပြီးနောက်အတန်းပေါ်တစ်ယောက်ကသွားကင်လိုက်တဲ့အတွက်ထောင်ချောက်တစ်ခုပွင့်သွားပြီးသူတို့အကုန်လုံးမိစ္ဆာပြည့်နေတဲ့အဆင့်65စီကိုပို့ဆောင်ခံခဲ့ရပါတယ်တန်းသားတွေထွက်ပြေးဖို့ကြိုးစားနေတော့မှသူကသူ့ရဲ့စွမ်းရည်ကိုအသုံးပြုပြီးမိစ္ဆာတွေနှိမ့်သွားအောင်လို့ကြောက်တတိုင်းကာပေးခဲ့တဲ့အတွက်ကျန်တဲ့သူတွေကဘေးကင်းရာကိုရောက်သွားခဲ့ကြပါတယ်အဲ့ဒီအချိန်မှာကပတင်ကနာဂူမိုထွက်ပြေးနိုင်ဖို့အတွက်မိစ္ဆာတွေကိုပြန်လည်တိုက်ခိုက်ဖို့တန်းသားတွေကိုအမိန့်ပေးခဲ့ပါတယ်ဒါပေမဲ့ပြစ်ခတ်မှုတစ်ခုကသူ့စီကိုတက်ဦးတည်လာပြီးသူ့ကိုမိစ္ဆာရဲ့ရှေ့ကိုလွှင့်ဆင်သွားခဲ့ပါတယ်ကျမ်းပြင်ကလည်းပြိုကျသွားပြီးသူကအောက်ကမိစ္ဆာရဲ့ရှေ့ကသူပြုတ်ကျသွားခဲ့ပါတယ်ဒါကိုမြင်လိုက်ရတဲ့ခါဝီကကြီးကျယ်စိတ်ထိခိုက်သွားပြီးလွန်ခဲ့တဲ့9ရက်တုန်းကနာဂူမိုရဲ့အသက်အန္တရာယ်ကိုစိုးရင်လို့တွင်းနယ်တွေကိုမလိုက်ခဲ့ဖို့သူမှတောင်းပန်ခဲ့တာကိုတတိယသွားပါတယ်လက်ရှိချိန်မှာတော့နာဂူမိုကအသက်ရှင်ဖို့နဲ့သူလမ်းမှာပိတ်ဆို့နေတဲ့ဘေးရန်သူမဆိုအဆုံးသက်ပြုတ်ဖို့စိတ်ပိုင်းဖြတ်ထားပါတယ်အဲအကြောင်းပဲအသားစားခြင်းနေတဲ့သူ့ရဲ့ပြင်းပြတဲ့ဆန္ဒကိုခွန်အားဖြင့်အသုံးပြုပြီးနောက်ဆုံးမှာတောက်သုံးကြသူတယောက်ဖြစ်လာအောင်ကြိုးစားခဲ့ကမြေကွေးမိစ္ဆာအချို့အတွင်းထဲရောက်အောင်မျှခေါ်ပြီးရုပ်ဝတ္ထုပြောင်းလဲခြင်းစွမ်းနဲ့ပိတ်လောင်လိုက်ပါတယ်သူတို့ရဲ့သားတွေကိုစားသုံးရတဲ့နောက်မှာတော့သူကခန္ဓာကိုယ်အသွင်ပြောင်းလဲမှုကိုကြုံရပြီးသူ့ရဲ့စပင်းတွေဖြူသွားပါတယ်ကြက်သားတွေကလည်းကြီးမားပြီးတော့တန်းလာပါတယ်ငါချမှုတွေရပ်တန့်သွားတဲ့အခါမှာတော့သူ့ရဲ့ရုပ်ရည်အသေးကိုတတိထားမိသွားပြီးသူ့ရဲ့ခြေနေတွေကိုစစ်ဆေးဖို့ဆုံးဖြတ်လိုက်ပါတယ်အဲအခါမှာတော့သူ့ရဲ့အဆင့်တက်လာပြီးမန်နာထင်းချုပ်ခြင်းတွင်းထွက်စစ်ဆေးခြင်းအပြင်အခြားလျှက်စီးစားတဲ့စွမ်းရည်အသစ်တွေကိုရရှိခဲ့တော့တွေ့လိုက်ရပါတယ်သူ့ရဲ့ပေါင်ဝါအသစ်တွေကိုအသုံးပြုပြီးတော့အမိုင်စားလက်နက်တစ်ခုကိုဖန်တီးလိုက်ပါတယ်အဲလက်နက်နဲ့ပဲယုံမိတ်စာကိုတီးပြီးတော့စားတော့လိုက်ပါတယ်အဲရကနေအလွန်မြန်းတဲ့ခြေလမ်းနဲ့လေထဲမှာခုန်ပြန်နိုင်စွမ်းရှိတဲ့စွမ်းရည်တွေကိုရရှိခဲ့ပါတယ်သူ့ရဲ့စွမ်းအားအသစ်ကိုယုံကြည်မှုရှိလာပြီးတော့ခြေပေါ်ဝါကြီးမိတ်စာကြီးကိုဒီတစ်ခါတော့ပြန်စားပြတ်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့လိုက်လံရှာဖွေပါတော့တယ်မိတ်စာတိုက်ခိုက်လာတဲ့အခါမှာအလွန်မြန်းတဲ့ခြေလမ်းနဲ့အလွယ်တကူရှောင်တိတ်နိုင်ခဲ့ပြီးတော့လေထဲကိုခုန်တက်ကတနက်နဲ့ပစ်ခဲ့ပေမဲ့မိတ်စာရဲ့တိုက်ခိုက်မှုကြောင့်ပြန်ပြုတ်ကျသွားပါတယ်ဒါပေမဲ့သူကချက်ချင်းပဲအာရုံချော်တတ်စီရဲ့လက်ပြပုံကိုပစ်လိုက်တဲ့အတွက်မိတ်စာရဲ့လက်ကိုပစ်ချပြီးစားပြတ်နိုင်ခဲ့ပါတယ်ဒါအောင်မြင်တဲ့အခါမိတ်စာအသူ့စီကိုပြေးဝင်လာပေမဲ့သူကအလျက်စီးကွင်းနဲ့တိုက်ခိုက်ပြီးနောက်ဆုံးအဆင့်အနေနဲ့ခေါင်းကိုကြီးစားနဲ့အသေးသက်လိုက်ပါတယ်ဒီနောက်မှာတော့သူကတွင်းတဲ့ထဲကနေရှင်သန်လွတ်မြောက်အောင်လုပ်ပြီးအိမ်ပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်မိတ်စာသားတွေကိုဆက်စားရင်းနဲ့မျိုးစားတူတာကိုထပ်စားရင်စွမ်းအားတွေထပ်မတိုးလာတော့တာကိုသိသွားပေမဲ့ဝိညာဉ်လက်သေးဆိုတဲ့စွမ်းရည်အသစ်ကိုတော့ရရှိခဲ့ပါတယ်အဲဒီနောက်သူကပထမတက်ကနေပြန်စနေမှမသိပဲတွင်းတဲ့ထဲမှာလမ်းရှာရင်ရှေ့ဆက်နေခဲ့ပါတယ်ဒါပေမဲ့ဒုတိယထက်ကိုရောက်တဲ့အခါကြောက်ဖြစ်စေတဲ့စွမ်းရည်ရှိတဲ့နောက်ထပ်မိတ်စာတစ်ကောင်နဲ့ရင်ဆိုင်ရပြီးလက်ပစ်ပုံနဲ့တနော့သုံးပြီးအနိုင်ယူလိုက်ပါတယ်တွင်းတဲ့ရဲ့အပြင်ဘက်မှာတော့တန်းဘော်တွေကမိတ်စာကြီးနဲ့တွေ့ခဲ့ပုံနဲ့နာဂူမိုပျောက်ဆုံးသွားတဲ့အကြောင်းကိုဘယင်ကြီးထံသတင်းပို့ကြပါတယ်ဒါပေမဲ့ဘယင်ကြီးကဒီသတင်းကိုလှုပ်ဝက်ထားဖို့အတန်းသားတွေကိုညွှန်ကြားလိုက်ပါတယ်နောက်ပိုင်းမှာရှီဇူကူကခါအိုဝီကိုဆောက်ရှောက်ပေးရင်နာဂူမိုကိုသွားခဲ့မဲ့ခါအိုဝီကိုသူမဘလူတားဆီးခဲ့ပြီးကပတင်ရဲ့လက်ချက်နဲ့မိတောင်ဘလူခွင့်ပြုခဲ့ရလဲဆိုတာကိုပြန်လည်စဉ်းစားနေပါတယ်ပြီးတော့သူအပြင်မှာလေ့ကျင့်နေတောတုတ်တစ်ပါးကိုစားရောက်တော့အခြေအနေတွေကိုပြန်ပြီးတတိယနေပါတယ်ပုံရဟန်းမင်းကြီးကလူသားတွေနဲ့မိစ္ဆာအကြောင်းမှာရာစုနှစ်ချီပြီးဖြစ်ပေါ်နေတဲ့စစ်ပွဲအကြောင်းကိုသူတို့ပြောပြခဲ့ပါတယ်ဒါပေမဲ့မိစ္ဆာတွေကလူဝင်လူသားတွေကိုသုံးချပြီးစစ်ပွဲမှာအသာစီးရနေခဲ့တာပါအကူညီလိုအပ်နေတဲ့အတွက်တောတုတ်ရဲ့နှဖျားကသူတို့အတန်းကိုအဆင့်ခေါ်ပြီးမိစ္ဆာတွေကိုနှိမ်နှင်းပေးဖို့တောင်းဆိုခဲ့ပါတယ်သူတို့ရဲ့ဆရာမကကန့်ကွက်နေပေမဲ့တန်းဘော်တွေအားလုံးကတိုင်းပြည်ရဲ့လူတွေကိုကူညီဖို့သဘောတူခဲ့ကြပါတယ်လက်ရှိအချိန်မှာရှီဇုကိုကလူမရဲ့နောက်မှာပြာမှာချောင်းနေတာကိုတတိထားမိတဲ့အတွက်တကူမှားနေပြီလို့တန်ရဝင်လာပါတယ်သူမကသူ့ကိုအတူတူလေ့ကျင့်ဖို့ဖိတ်ခေါ်ပေမဲ့သူကတော့ညှင်းဆိုခဲ့ပါတယ်သူထွက်သွားပြီးနောက်ရှီဇုကိုကဖြေရမှာနာဂူမုံနဲ့အမြဲတမ်းပြဿနာရှိခဲ့တာကိုတတိယသွားပြီးဒီဖြစ်ရတဲ့အတွက်သူကတရားခံဖြစ်နိုင်မလားလို့တွေးတော့နေပါတယ်ဒါပေမဲ့ဒါကမဖြစ်နိုင်ဘူးလို့ကိုယ့်ဘက်ကိုဖြစ်သိမ့်ပြီးကာဝီနိုးလာတဲ့အခန်းထဲဝင်တော့ပါတယ်သူမကကာဝီကို9ရက်တိုင်အိပ်ပျော်နေခဲ့ရဖြစ်ကြောင်းပြောပြပြီးနာဂူမုံဘယ်မှာလဲလို့ကာဝီကမေးလိုက်တဲ့အခါမှာတော့ဖေသားတွေကသူ့ကိုသွားမကယ်ခဲ့ကြတာကိုတတိထားမိသွားပါတယ်တစ်ဖက်မှာလည်းတွင်းတဲ့ထဲမှာနာဂူမုံကဆက်လက်ရှင်သန်နေပြီးအဆင့်50ထိဆင်းသွားတဲ့အခါစိတ်ပိတ်ထားတဲ့တကားကြီးတစ်ခုစီကိုရောက်သွားပါတယ်တကားကိုဘယ်လိုဖွင့်ရမလဲမသိတဲ့အတွက်စွမ်းရည်ကိုသုံးဖို့ကြိုးစားလိုက်ရကနေမျက်လုံးတစ်လုံးနဲ့ရှိတဲ့ဘလူးနှစ်ကောင်နိုးလာခဲ့ပါတယ်ဒါပေမဲ့လုံးဝမနိုးခင်ပါပဲသူကတစ်ကောင်အသေးတက်လိုက်တဲ့အတွက်တစ်ကောင်နဲ့ပဲရင်ဆိုင်ဖို့ကြံရတော့တယ်မိစ္ဆာကကာကွယ်ရေးမော်ကိုသုံးနေပေမဲ့သူကထောင်ထဲရောက်တော့အောင်စက်တိုက်ပစ်ခတ်ပြီးနောက်ဆုံးမှာနိုင်ယူခဲ့ပါတယ်တစ်ချိန်တည်းမှာပဲတိုင်းပြည်မှာကာဝီကနာဂူမုကိုပြန်ရှာဖို့အတွက်ပိုတန်မောင်လုပ်မယ်လို့ကြိမ်ဆိုပြီးရှီဇုကိုအကူအညီဖို့တောင်းဆိုလိုက်ပါတယ်တွင်းတဲ့ထဲမှာတော့နာဂူမုကမိစ္ဆာတွေထဲမှာရှာဖွေရင်းနဲ့တကားဖွင့်ဖို့တောက်အဖြစ်သုံးနိုင်မဲ့မန်နာကြောက်ခဲတွေကိုတွေ့သွားပါတယ်ကားပွင့်သွားတဲ့အခါထူးဆန်းတဲ့မော်ဒီဇိုင်းတွေရှိတယ်ဟမ်းမောင်ကြီးကိုတွေ့ရပြီးဆုံးမှာတော့အေယာမစိန်လုံးကြီးတစ်ခုရှိနေပါတယ်အဲ့ဒီစိန်လုံးထဲမှာမိန်းကလေးတယောက်ပိတ်မိနေအောင်မြင်လိုက်ရပေမဲ့အခုတော့မဟုတ်တော့ဘူးလို့သိလိုက်ရတဲ့အတွက်သူချက်ချင်းပဲပြန်လဲဖို့လုပ်ခဲ့ပါတယ်ဒါပေမဲ့ထွက်သွားဖို့ကြိုးစားတဲ့အခါသူမကသစ္စာပေါက်ခံခဲ့ရလို့အချင်းချခံရတာဖြစ်ကြောင်းပြောပြပါတယ်ဒါပေမဲ့သူကကလေးမဟုတ်ကြောင်းနဲ့အမှန်တရားတွေကိုပြောပြဖို့တောင်းဆိုပါတယ်အဲ့ဒီခါသူမကအလွန်အစွမ်းထက်လွန်လို့အချင်းချခံခဲ့ရတဲ့ဗမ်ပါယာမျိုးမျိုးမင်းတွေဖြစ်ကြောင်းရှင်းပြပါတယ်အဲ့အကြောင်းပဲသူကသူမကိုလွတ်ပေးလိုက်ပြီးနာမည်မ
မေးလိုက်ပါတယ်သူမကလည်းသူ့ကိုနာမည်ပေးစီခြင်းတယ်လို့ပြောတဲ့အခါမှာတော့ချက်ချင်းပဲ UA လို့ပေးလိုက်ပါတယ်ဒီပေကတော့လာမင်းပဲဖြစ်ပါတယ်သူကလည်းပျော်သွားခဲ့ပြီးသူ့ကိုတစ်ခုပြန်ပေးဖို့ကြိုးစားနေတော့မှာပဲသူ့ရဲ့ကြောပြင်ကိုတစုံတစ်ခုကထိုးဆက်လိုက်တဲ့အတွက်အနှောက်အယှက်ဖြစ်သွားပါတယ်ချက်ချင်းပဲတန်းစင်တဲ့ရေကိုသုံးလိုက်ပြီးသူမကစူးတွေကိုဖယ်ရှားပေးကလှည့်ကြည့်လိုက်တဲ့အခါမှာတော့ဝင်ပေါက်ကိုပိတ်ဆို့နေတဲ့ကနန်းမိတ်ဆာကြီးကိုတွေ့လိုက်ရပါတယ်နာဂူမောကမိတ်ဆာကိုတိုက်ခိုက်နေတော့မှသူမကိုတစ်ခုခုပေးထားခဲ့ပေမဲ့မိတ်ဆာရဲ့မာကျောရဲ့အခုံတော့မဖောက်နိုင်ခဲ့ပါဘူးသူရုန်းကန်နေရတာကိုမြင်တဲ့အခါသူမကကူညီဖို့ဆုံးဖြတ်လိုက်ပြီးသူ့ရဲ့သူ့ဆုပ်ယူကပြန်ရမီလီယံမော်ကိုသုံးပြီးအားရင်ယူလိုက်ပါတယ်ဒါပေမဲ့တစ်ခါတိုက်ခိုက်ပြီးရင်တော့သူမပင်ပန်းသွားခဲ့ပေမဲ့တိုက်ခိုက်ရမယ့်နေရာကိုပြတ်တာပြီးနောက်တစ်ကြိမ်ထပ်ကြိုးစားဖို့ UA ကိုအားပေးပါတယ်အဲဒီနောက်သူတို့နှစ်ယောက်ပူပေါင်းပြီးတိုက်ခိုက်ခဲ့ရမှာနောက်ဆုံးမှာတော့မိတ်ဆာကိုအောင်မြင်စွာနှိမ်နင်းခဲ့ပါတယ်နောက်ပိုင်းကနန်းသားချက်စားနေရင်ဗမ်ပါယာတွေကလွန်ခဲ့တဲ့နှစ်300ရဲ့ပျက်စီးသွားပြီဖြစ်ကြောင်းပြောပြပြီးဒီတော့တတန်းရင်နေတဲ့ဖွားကြီးကဘာလို့ကလေးမလေးလိုဖြစ်နေရလဲလို့သူအံ့ဩနေပါတယ် UA ကိုတွင်းနဲ့အကြောင်းတီလာလို့မေးလိုက်တဲ့အခါမှာတော့သူမကဒါတွေကိုလက်ဖျားတွေစီကနေထွက်ပြေးဖို့ကြိုးစားခဲ့တဲ့ Maverick လို့ခေါ်တဲ့တော်လိုင်းသမားတွေကတိစောက်ခဲ့တာဖြစ်ကြောင်းပြောပြပါတယ် Maverick တွေရဲ့နေရာကိုတွေ့ရင်သူတို့လက်မြောက်နိုင်မယ်လို့လည်းသူမဆိုပါတယ်အဲ့ဒါကိုကြားပြီးတော့မင်းသားလည်းဝမ်းသာသွားပါတယ်ခဏကုံကိုတုံးလိုက်ပြီးပုံမှန်အောင်ပြုတ်လုပ်ထားတဲ့သူ့ရဲ့လက်နက်ကိုပြလိုက်တဲ့အခါမှာတော့ UA ကအဲ့လောက်ကြီးတာကိုမြင်ပြီးသူကလူကမဟုတ်ရဲ့လားလို့မေးလိုက်ပါတယ်သူတို့တွင်းနဲ့ထဲမှာအတူတူသွားနေရင်အားနဲ့အသုံးကျတဲ့သူဖြစ်လို့အတန်းဘော်တွေကသူ့ကိုဘလို့တစ္ဆာဖောက်ခဲ့လဲဆိုတော့ပြောပြတဲ့အခါ UA လည်းဝမ်းနေသွားပါတယ်ဒါပေမဲ့သူကဓာတ်တွေကိုသူကြော်ဖြတ်နိုင်ခဲ့ပြီးဖြစ်ပြီးအိမ်ပြန်မှုပဲလိုတဲ့အကြောင်းနဲ့ UA ကိုပါအတူလိုက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်တစ်ချိန်တည်းမှာပဲကပတိန်ကအတန်းကောင်းဆောင်ကိုပူတန်မာလာပြီးလို့ပြောပြီးဖွဲ့သားတွေကိုဆက်လက်လေ့ကျင့်ဖို့အားပေးနေပါတယ်တွင်းနဲ့ထဲမှာတော့နာဂူမိုနဲ့ UA တို့ကဒိုင်နိုဆောရဲ့ရှိတဲ့နေရာကိုမတော်တဆရောက်သွားပြီးမိစ္ဆာတကောင်ကသူတို့ကိုထိန်းချုပ်ထားမှန်းသိသွားပါတယ်သူကအဲ့ဒီမိစ္ဆာကိုရှာနေတော့မှာပဲဒီမှာသူ့ရဲ့လေပင်ကနေသွေးတွေကိုဆက်ဆုပ်ယူနေပါတယ်ဒါကြောင့်သူတို့နှစ်ယောက်ကူထဲကိုပြေးဝင်သွားပြီးလေ့လာကြည့်တဲ့အခါအစိမ်းအောင်အလုံးလေးတွေသူတို့စီလာနေအောင်တွေ့လိုက်ရပါတယ်ဒါပေမဲ့သူမရဲ့ခေါင်းပေါ်မှာပန်းတပွင့်ပေါက်လာပြီးသူမကသူ့ကိုရုတ်တရက်စတင်တိုက်ခိုက်ပါတော့တယ်ရုတ်တရက်ရုပ်ဆိုးတဲ့မိစ္ဆာကြီးပေါ်လာပြီး UA ကိုနာဂူမိုတိုက်ဖို့ဇက်တိုက်ဖိအားပေးနေပါတယ်နောက်ဆုံးမှာတော့သူမကသူ့ကိုထိမှန်သွားတဲ့အတွက်သူ့ခေါင်းပေါ်မှာလည်းပန်းတပွင့်ပေါက်လာခဲ့ပါတယ်ဒါပေမဲ့မိစ္ဆာသားတွေစားလာလို့ခုခံရှိနေတဲ့နာဂူမိုကစိတ်ထိန်ချုံမှုကိုတွန်းလှန်နိုင်ခဲ့ပြီးသူမခေါင်းပေါ်ကပန်းပွင့်ကိုပစ်ချက UA ကိုလွတ်မြောက်စေခဲ့ပါတယ်အဲဒီနောက်နာဂူမိုလည်းမိစ္ဆာသားကိုစားပြီးသူမကိုစားအောင်လားလို့မေးတဲ့အခါ UA ကသူ့စီရဲ့သွေးကိုပဲစုပ်ချင်တယ်လို့ပြောပါတယ်နောက်ပိုင်းမှာသူတို့ကနာနာနေနေနဲ့မြေပုံဆွဲရင်အစ်စ်တရားထိဆက်ဆင်းသွားခဲ့ပါတယ်ကားရီတွေဝင်သွားတဲ့အခါ Maverick တွေနေရာကိုရှာတွေ့ပြီးတော့ယုံကြည်လိုက်ကြပေမဲ့အယောင်သွေးဆုံတဲ့ Hydra မွေနဂါးကြီးပေါ်လာခဲ့ပါတယ်သူတို့ကိုရှေ့ဆက်မသွားနိုင်အောင်လို့မီးနဲ့လှမ်းပစ်လိုက်ပါတယ်ရှီအောင်ခေါင်းကကျန်တဲ့ခန္ဓာကိုယ်ကုသပေးနေအောင်တွေ့ရတဲ့အတွက်အယောင်တစ်ခုချင်းစီမှာစွန့်ရင်တစ်ခုစီရှိနေမှသိသွားခဲ့ပါတယ်အနက်အောင်ခေါင်းကသူမကိုတတိမိတောင်လုပ်ပြီးတိုက်ခိုက်ဖို့ကြိုးစားပေမဲ့နာဂူမိုကအချိန်မီရောက်လာပါတယ်သူကသူတို့နောက်တစ်ဆင့်ကိုမသွားခင်မှာဒီမိတ်ဆာကိုနှိမ်နင်းရမယ်လို့သူမကိုပြောပါတယ်ဒါကြောင့်သူမက Hydra ကိုအစွမ်းကုန်တိုက်ခိုက်ခဲ့ပြီး Hydra က UA ကိုတတိမိအောင်ထပ်ကြိုးစားပေမဲ့ UA ကအပြင်းထန်တုံ့ပြန်နိုင်ခဲ့ပါတယ်အဲ့နောက်သူကသူ့ရဲ့လက်နက်နဲ့အမှန်ကန်ပစ်ခတ်လိုက်တယ်လို့ UA ကလည်းကောင်းကင်မီလီယံမော်နဲ့ထပ်မံတိုက်ခိုက်ခဲ့တဲ့အတွက် Hydra ကြီးနောက်ဆုံးမှာပျက်စီးသွားပါတယ်ရုတ်တရက်သူ့နောက်မှာပိုကြီးရဲ့ခေါင်းတစ်ခုပေါ်လာပြီး UA ကိုကာကွယ်ဖို့အတွက်သူကအဲ့ဒီတိုက်ခိုက်မှုကိုကိုယ်တိုင်ခံယူလိုက်ပါတယ်သူလည်းလဲကျသွားတဲ့အခါ UA ကသူ့နောက်ပြေးသွားပြီးဘေကင်းအောင်ဆွဲခေါ်သွားကတန်းစင်တဲ့ရေကိုတိုက်လိုက်ပါတယ်ဒါပေမဲ့နာဂူမိုတတိရမလာတဲ့အတွက် UA ကသူ့ရဲ့တက်နက်ကိုယူပြီးမိစ္ဆာကိုကိုယ်တိုင်သွားတိုက်ပါတယ်မိစ္ဆာက UA ကိုဆုံးသက်တော့မယ့်အချိန်မှာနာဂူမိုကအရင်အထက်ပုံမြန်တဲ့ရှင်နဲ့ရောက်လာပြီးသူ့စီကနေအားရင်ယူဖို့ပြောပါတယ်အဲဒီနောက်နာဂူမိုကမိစ္ဆာကိုတယောက်ထက်ရင်ဆိုင်ပြီးတိုက်ခိုက်မှုတွေကိုရှောင်တင်းကလက်ပြပုံတွေနဲ့ထောင်ချောက်ဆင်လိုက်ပါတယ် UA ကလည်းအပြန်အောင်မီးရန်နဲ့တိုက်ခိုက်ပြီးမိစ္ဆာကိုအပြီးတိုင်နိုင်ယူလိုက်ပေမဲ့ပင်ပန်းလွန်းတာနဲ့နာဂူမိုနဲ့အတူနားယူလိုက်ပါတယ်တစ်ဖက်မှာလည်းပုတ်ရဟမ်းမင်းကြီးကအတန်းပေါ်တယောက်ဆုံးရှုံးသွားပြီးနောက်မှာကျောင်းသားတွေကိုတိုက်ခိုက်ခိုင်းနေတဲ့အပေါ်ကန့်ကွက်နေတဲ့ဆီယာမနဲ့စကားပြောနေပါတယ်တွင်းနဲ့ထင်မှာတော့အတန်းသားတွေကနာဂူမိုပျောက်ဆုံးသွားပြီးနောက်ပထမဆုံးအကြိမ်အဖြစ်စင်း60ကိုပြန်ရောက်လာခဲ့ကြပါတယ်နာဂူမိုက UA နဲ့အတူအိယာပေါ်မှာနိုးလာပြီးဒီကိုဘယ်လိုရောက်လာလဲလို့မေးတဲ့အခါသူမကသူ့ကို Maverick တွေရဲ့နေရာတွေကိုတည်လာခဲ့တာဖြစ်ကြောင်းပြောပြပါတယ်အဲဒီနောက်သူတို့က Maverick တိဆောက်သူ Orcus ရဲ့ရုပ်လောင်းရှိတဲ့ခန်းထဲကိုရောက်သွားပြီး Orcus ကဒီခန်းကိုရောက်လာတဲ့အတွက်သူ့ကိုကွန်ပျူတာသူကဘာကြောင့်လက်ဖျားတွေကိုတော်လှန်ခဲ့လဲဆိုတာကိုရှင်းပြခဲ့ပါတယ်တစ်ချိန်တည်းမှာပဲကျန်တဲ့အတန်းသားတွေကအဆင့်65ကိုရောက်ရှိလာကြပြီးအာမနူကာဝါနဲ့ရှိစုကူတို့ကတဦးနဲ့တူစနောက်နေတဲ့အတွက်ကပတိန်ကသူတို့ကိုတီးတန့်အခန်းသွားရှာဖို့ပြောလိုက်ပါတယ်ရင်းနှီးပြီးသားနေရာတစ်ခုရောက်တဲ့အခါသူတို့ကမိစ္ဆာကြီးကိုနောက်တစ်ချိန်ထပ်မံနှိုးဆော်မိသွားပါတယ်ကပတိန်ကသူတို့ကိုထွက်ပြေးဖို့လမ်းကြောင်းတစ်ခုဖန်တီးပေးဖို့ပြောပေမဲ့ဒီတစ်ချိန်မှာတော့ကျောင်းသားတွေကအဆင်သင့်ဖြစ်နေကြပြီးမိစ္ဆာကိုစတင်တိုက်ခိုက်ကြပါတယ်အာမနူကာဝါကသူ့ရဲ့ Heavenly Flash နဲ့အရင်ဆုံးတိုက်ခိုက်ပြီးလူတိုင်းကိုဘယ်လိုတွေရှေ့ဆက်ရမလဲဆိုတော့အမိန့်ပေးနေပါတယ်အဲဒီနောက်အာဂျူလီကသူ့ရဲ့ခွန်အားကိုအသုံးပြုပြီးမိစ္ဆာကြီးကိုအမိရဖမ်းထားပြီးတဲ့အတွက်ကပတိန်ကသူ့ရဲ့ဓာတ်နဲ့ထိုးဖောက်ဖို့ကြိုးစားလိုက်ပါတယ်ဒါပေမဲ့မအောင်မြင်ခဲ့ပဲအောင်မြင်လိုက်ရရှိသူကကပတိန်ရဲ့တိုက်ခိုက်မှုကအားနည်းလုံးတယ်လို့ယူဆပြီးဘယ်လိုတိုက်ရမလဲဆိုတာကိုလက်တွေ့ပြတာကအဲ့ကောင်ရဲ့ဥချိုကိုတစ်ချက်တည်းနဲ့ပိုင်းဖြတ်ပစ်လိုက်ပါတယ်ကာအိုဘီကကျောင်းသားတွေကိုသူမရဲ့မော်တက်နဲ့ကူညီပေးနေတော့မှအာမနူကာဝါကမိစ္ဆာကိုထိုးနှက်ဖို့ကြိုးစားရင်လွင့်ထွက်သွားပေမဲ့ကာအိုဘီကသူ့ကိုကာကွယ်ပေးခဲ့ပါတယ်နောက်ဆုံးမှာတော့ကျောင်းသားအားလုံးစုပေါင်းပြီးမိစ္ဆာတွေအားလုံးကိုနိုင်ယူလိုက်ပါတယ်တစ်ဖက်မှာလည်းအော့ဂတ်ကနာဂူမိုကိုသူ့ရဲ့စွမ်းရည်ပေးအပ်မယ်လို့ပြောပေမဲ့အဲ့ဒီစွမ်းရည်ကိုမကောင်းတဲ့နေရာမှာမသုံးဖို့တောင်းဆိုပါတယ်နာဂ
ဂူမိုကအသိပညာဘူးတူတာတွေသူ့အောင်တော်နဲ့စီးဝင်လာတာကိုခန်းစားလိုက်ရပြီးအဲ့ Maverick တွေဟာအမှန်တကယ်တော့လွတ်မြောက်ရေးတိုက်ပွဲဝင်သူ Liberator တွေဖြစ်ကြောင်းသိတော့ပါတယ်ဒါပေမဲ့သူကတော့ဒါတွေကိုရုံးဆိုင်ပဲအိမ်ပြန်ဖို့ကိုပဲအာရုံစိုက်နေပါတယ်နာဂူမိုက Creation Magic ကိုတက်မြောက်သွားပြီဖြစ်လို့ပစ္စည်းကိရိယာတွေဖန်တီးနိုင်ပြီဖြစ်ကြောင်းယူရယ်ကိုပြောပြပါတယ်သူတို့က Orcus ရဲ့ရုပ်အလောင်းတကြိုပြီးအလောက်ယုံစီကိုသွားတဲ့အခါမွန်ဆန်ဝိုင်းဟာမြေပြင်ပေါ်ဆက်သွယ်ထားတာကိုတွေ့ရှိတော့ပါတယ် Orcus ရဲ့လက်စွပ်ကိုအသုံးပြုပြီးတခြားတွင်းနယ်တွေကိုသိမ်းပိုက်ခြင်းအပြင်အိမ်ပြန်လမ်းကိုရှာတွေ့နိုင်မဲ့ရှေးအောင်မော်တက်တွေကိုပုံမူရရှိနိုင်မယ်ဆိုတဲ့စာအုပ်တစ်အုပ်ကိုလည်းတွေ့ရှိခဲ့ပါတယ်ဒါကြောင့်သူတို့ကအဲ့ဒီနေရာမှာပဲခက်တက်နေထိုင်ပြီးတက်နိုင်သူများတင်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်ပိုင်းမှာနာဂူမိုကရေချိုးကန်ထဲမှာတယောက်တည်းအပိုင်းဖြစ်နေတော့ယူရယ်ရောက်လာပြီးသူမစီကနေအားလုံးကိုရယူပိုင်ဆိုင်ခွင့်ရှိပြီလို့ပြောကသူတို့ရဲ့ဆက်ဆံရေးကိုပုံမူနဲ့ရှိုင်းစေခဲ့ပါတယ်နောက်ထပ်2လအတွင်းမှာနာဂူမိုကဖန်တီးမှုမော်ကိုလေ့ကျင့်တာရှေ့တုလက်တုတွေပြုလုပ်တာနောက်ဆုံးအနေနဲ့မျက်လုံးအတွက်မျက်လုံးတုလုပ်တာတွေပြီးမြောက်ခဲ့ပြီးယူရယ်ရဲ့လက်မှာလည်းလက်စွပ်တကွင်းဆွပေးခဲ့ပါတယ်မြေပြင်ပေါ်မတက်ခင်မှာသူ့ရဲ့စွမ်းအားတွေကြောင့်သူကတားကက်ထားခံရနိုင်တယ်လို့သူမကိုအတိပေးခဲ့ပေမဲ့သူတို့ကတခုကိုတခုကာကွယ်ပေးပြီးကပါလုံးကိုကြော်ဖြတ်မယ်လို့ကတိပြုခဲ့ပါတယ်မြေပြင်ပေါ်ရောက်တဲ့အခါရုပ်ဆိုးတဲ့ယုံမာလေးတယောက်မိစ္ဆာတိုက်ခိုက်မှုခံရတာကိုတွေ့ရပါတယ်နာဂူမိုနဲ့ယူရယ်တို့ကပေါ်လာတဲ့အခါမှာတော့အဲ့ဒီယုံမာလေးကသူတို့ကိုအကူအညီလာတောင်းပါတယ်ယူရယ်လည်းသူ့လမ်းကိုလာပိတ်တဲ့အတွက်နာဂူမိုကအစာပိုင်းမှာညှင်းဆန်နေခဲ့ပေမဲ့မိစ္ဆာသူ့ကိုလာရောက်ပြီးဟိန်းဟောက်တဲ့အတွက်စိတ်တူပြီးအဲ့ဒီမိစ္ဆာကိုတနက်နဲ့ပြစ်တက်လိုက်ပါတယ်နာဂူမိုရဲ့ခွန်အောင်အိုင်ဝန်းသွားတဲ့ယုံမာလေးကသူ့နာမည်ကရှီယာဖြစ်ကြောင်းသူမရဲ့မိသားစုကိုအကူအညီဖို့တောင်းပန်လိုက်ပါတယ်နာဂူမိုကသူမကိုဒေါသတကြီးနဲ့ရိုက်နှက်ဆုံးမခဲ့ပေမဲ့နောက်ဆုံးမှာသူမရဲ့စကားကိုနားထောင်ဖို့သဘောတူလိုက်ပါတယ်ရှီယာကသူမကမန်နာကိုထိန်းချုပ်နိုင်ပြီးအနာဂတ်ကိုမြင်နိုင်စွမ်းရှိရကြောင်းလူဝန်လူသားမျိုးနွယ်သူကနေနှင်ထုတ်ခံရတာဖြစ်ကြောင်းရှင်းပြပါတယ်နာဂူမိုကဒါကိုသူ့ကိစ္စမဟုတ်လို့ယူဆထားပြီးထားပြစ်ခဲ့ဖို့လုပ်ပေမဲ့ယူရယ်ကသူမကိုကူညီဖို့အကြံပြုတဲ့အတွက်သူတို့ကရုံမျိုးနွယ်စုစီကိုသွားပြီးရှီယာကိုအသုံးချကမိစ္ဆာတွေကိုနှိမ်နှင်းပေးခဲ့ပါတယ်အဲဒီနောက်မှာရှီယာကသူတို့နဲ့အတူခရီးထွက်ဖို့တောင်းဆိုခဲ့ပေမဲ့နာဂူမိုကသူမရဲ့အသုံးမကျမှုတွေကြောင့်ခရီးနှောင့်နှေးမယ်လို့ပြောပြီးငြင်းဆိုလိုက်ပါတယ်ဒါပေမဲ့ရွာသားတွေကသူတို့ကိုပိုတန်မအောင်ကူညီပေးဖို့တောင်းဆိုတဲ့အတွက်နာဂူမိုကသူတို့ကိုလေ့ကျင့်ပေးခဲ့ပါတယ်ရှီယာကနာဂူမိုကိုချစ်မိသွားကြောင်းဝန်ခံတဲ့အခါမှာတော့ယူရယ်နဲ့ပြဿနာအနေနဲ့ဖြစ်ခဲ့ပါသေးတယ်နောက်ဆုံးမှာတော့သူတို့ဟာတွင်းနဲ့တစ်ခုကိုရှာဖွေဖို့ခရီးဆက်ခဲ့ကြပါတယ်ဘန်ခီမှာမန်လီဒီရဲ့တွင်းနဲ့ထဲကိုရောက်သွားပြီး1600မျိုးစုံနဲ့နောက်ဆက်ပေးတဲ့မန်လီဒီကိုအနိုင်ယူဖို့ကြိုးစားကြပါတယ်တွင်းနဲ့ထဲမှာအေယာမတန်ချက်ကဝက်မိစ္ဆာကြီးနဲ့နေဆိုင်ရပြီးနာဂူမိုကအဲ့မိစ္ဆာတကယ်မိုင်းလေးဒီမဟုတ်ပဲအဆောင်လျှော့တာဖြစ်မှန်းသိသွားပါတယ်သူတို့အဖွဲ့ဟာစူပေါင်းတက်ခဲ့ပြီးတန်ချက်ကကြီးကိုဖျက်ဆီးလိုက်နိုင်ပါတယ်မိုင်းလေးဒီကပျောက်ကွယ်မသွားခင်မှာနာဂူမိုကနက်ဖျားတက်ဖြတ်သူဖြစ်လာလိမ့်မယ်လို့တတိပေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူတို့က Gravitic Magic ကိုရရှိခဲ့ပါတယ်ခီးဆိုင်လာရင်လည်းနာဂူမိုကဆီယာမအိုင်ကိုနဲ့ပြန်လည်ဆုံတွေ့ခဲ့ပါတယ်ဆီယာမကနာဂူမိုရဲ့ပြောင်းလဲသွားတဲ့ပုံစံကိုမြင်ပြီးအလွန်အံ့ဩသွားပါတယ်အာမနုကာဝါကနာဂူမိုရဲ့ရိုင်းဆိုင်တဲ့ပြုမှုတွေကိုမကြည်မနက်ဖြစ်ပြီးပြဿနာရှာပေမဲ့နာဂူမိုကသူ့ကိုတတိပေးချက်အနေနဲ့တနက်နဲ့ပစ်ခတ်လိုက်ပါတယ်နာဂူမိုကဆီယာမအိုင်ကိုကဒီကဘာကြီးရဲ့နက်ဖျားအမှန်တကယ်ကမကောင်းဆိုးရတာဖြစ်ကြောင်းနဲ့သူကအိမ်ပြန်ဖို့အတွက်ပဲတွင်းနဲ့တီကိုသိမ့်ပိုက်နေတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒါအပြင်သူ့ကိုတွင်းနဲ့ထဲမှာရည်ရွယ်ချက်ရှိပစ်ခတ်ခဲ့တဲ့အတိုင်းပေါ်တယောက်ရှိနေရကြောင်းကောင်းဝီနဲ့ကျန်တဲ့သူတွေကိုတတိထားဖို့လည်းအမှားကြားခဲ့ပါတယ်။နာဂူမိုကမင်းကလေးနဲ့တူခီးဆက်ဖို့ပြင်နေတော့မှဆီယာမအိုင်ကိုနဲ့ကျန်တဲ့ကျောင်းသားတွေကသူ့ကိုတားဆီးဖို့လမ်းပိတ်ရနေကြပါတော့တယ်။နာဂူမိုကဆီယာမအိုင်ကိုနဲ့သဘောတူညီချက်တစ်ခုရယူပြီးနောက်သူမနဲ့ခီးဆက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆီယာမကသူမလိုချင်တဲ့သတင်းအချက်လက်တွေရနဲ့လမ်းခွဲမှာဖြစ်ပြီးနာဂူမိုကသူတို့စီဖို့အတွက်ကားတစ်စီးကိုဖန်တီးလိုက်ပါတယ်။တောင်ပေါ်တက်နေတဲ့လမ်းမှာဆီယာမကကျောင်းသားတစ်ယောက်ဖြစ်တဲ့ရှီမီစုပျောက်ဆုံးနေတဲ့အကြောင်းပြောပြတဲ့အခါနာဂူမိုကအဆင်ပြေသွားပါလိမ့်မယ်လို့နှစ်သိပ်ပေးခဲ့ပါတယ်။တောင်ပေါ်ရောက်တဲ့အခါနာဂူမိုကရှာဖွေရေးဂျုံးတွေကိုလွှတ်ပြီးရှာဖွေရမှာတော့ပျက်စီးနေတဲ့ကိရိယာတချို့နဲ့အေယာမတတော်ကြီးတစ်ကောင်ရဲ့ခြေရာတွေကိုတွေ့ရှိခဲ့ပါတယ်။ဒီလေကွန်တစ်ခုနာမှာလူသားတစ်ယောက်ရဲ့ငွေသက်ကိုခန်းစားမိလို့တားရောက်ကြည့်ရှုတဲ့အခါမှာတော့ဝယ်ဆိုတဲ့သူကိုတွေ့ရပါတယ်။သူက Black Dragon နဲ့တိုက်ပွဲမှာတူဦးတဲ့တော့အသက်ရှင်ကျန်ရည်တဲ့သူဖြစ်ပြီးရုပ်ဆိုးပြီးတော့အသုံးမကျတဲ့အတွက်မိစ္ဆာခြံထားခဲ့တယ်လို့ယူဆကစိတ်ရကြနေပါတယ်။နာဂူမိုကတော့အသက်ရှင်နေရကိုပဲဝမ်းသာပြီးတိတ်ဆုံးသွားတဲ့သူတွေအတွက်ဆက်လက်ရှင်သန်ဖို့သူ့ကိုအားပေးခဲ့ပါတယ်။ရုပ်တရက် Black Dragon ပေါ်လာပြီးသူတို့ကိုတိုက်ခိုက်တဲ့အခါမှာတော့နာဂူမိုကဒိုင်းနဲ့ကာကွယ်ပေးခဲ့ပါတယ်။ UN နဲ့ရှီယာတို့ကပြန်လည်တိုက်ခိုက်ပေမဲ့နဂါကိုခဏတာပဲတုံဆိုင်သွားအောင်လုပ်နိုင်ခဲ့ပါတယ်။နဂါကဝယ်ကိုတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ UN ကကာကွယ်ပေးလိုက်ပါတယ်။နာဂူမိုကဆီယာမနဲ့ကြံခဲ့တဲ့သူတွေကို UN ရဲ့နောက်မှာပုံနေဖို့ပြောပြီးနဂါကိုတယောက်တည်းရင်ဆိုင်ပါတော့တယ်။နာဂူမိုကနဂါရဲ့ဆွမ်းအားနဲ့ညီမျှတဲ့တနက်နဲ့ပစ်ခတ်ပြီးနဂါကိုအလဲထိုးနိုင်ခဲ့ပါတယ်။နဂါရှုံးသွားတဲ့အခါမှာနာဂူမိုကသူ့ရဲ့ကိရိယာတစ်ခုကိုနဂါရဲ့ကိုယ်ထဲကိုထိုးသွင်းဆိုင်လိုက်ရတာနဲ့နဂါကလူစကားပြောလာပြီးတောင်းပန်လိုက်ပါတယ်။အဲ့ဒီနဂါမျိုးနွယ်စုကတီယိုဖြစ်ပြီးသူမကထူးဆန်းတဲ့လူတစ်ယောက်စိတ်ထင်းချုပ်မှုကိုဖန်ထားရလို့ဝယ်လို့အဖွဲ့ကိုတိုက်ခိုက်ခဲ့ရဖြစ်ကြောင်းရှင်းပြပါတယ်။နာဂူမိုကအစာပိုင်းမှာသူမကိုတက်ပြစ်ဖို့လုပ်ပေမဲ့ UN ကတားဆီးခဲ့တဲ့အတွက်အသက်ချမ်းသာပေးလိုက်ပါတယ်။တီယိုကမိစ္ဆာစစ်တပ်ကြီးကမြို့စီကိုဦးတည်နေကြောင်းသတင်းပေးလိုက်ပါတယ်။မြို့ကိုပြန်ရောက်တဲ့အခါဆီယာမအိုင်ကိုကမြို့သူမြို့သားတွေကိုကူညီပေးဖို့နာဂူမိုကိုတောင်းပန်လိုက်ပါတယ်။နာဂူမိုကမြို့ကိုကာကွယ်ဖို့ပြင်ဆင်နေတော့မှာပဲပရိယေများတဲ့လူတစ်ယောက်ကိုတွေ့ရှိခဲ့ပါတယ်။တိုက်ပွဲစတင်တဲ့အခါနာဂူမို UN ရှီယာနဲ့တီယိုတို့ကအစမ်းကိုတိုက်ခိုက်ပြီးမိစ္ဆာစစ်တပ်ကိုချေမှုန်းခဲ့ပါတယ်။အဲဒီနောက်မိစ္ဆာတွေကိုထိန်းချုပ်တဲ့မျက်နှာဖုံးစစ်ထားတဲ့သူဖမ်းမိခဲ့ရမှာအဲဒီသူကပျောက်ဆုံးနေတဲ့ကျောင်းသားရှီမီစုဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ရှီမီစုကမိစ္ဆာတွေနဲ့စာချုပ်ချုပ်ပြီးဆီယာမအိုင်ကိုတပ်ဖို့ကြိုးစားခဲ့ရဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။သူကဆီယာမကိုတစားကန်လုပ်ပြီးချင်းချောက်ပေမဲ့နာဂူမိုကသူ့ကိုတနက်နဲ့အသေးတက်လိုက်ပါတယ်။နာဂူမိုကငါးမှာဒုတိယအကြိမ်အခွင့်အရေးပေးရဆိုတာမရှိဘူးလို့
လို့ပြောပြီးဆီယမ်မအတွက်ဝင်ထုတ်ဝင်ဖို့မဖြစ်အောင်လူသက်သမားအဖြစ်သူကိုယ်တိုင်ခံယူလိုက်တာပါနောက်ပိုင်းမှာနာဂူမိုတို့အဖွဲ့ဟာရေသူမာလီမြူတို့ကိုလူကုန်ကူးတဲ့သူတွေစီကနေကယ်တင်ခဲ့ပါတယ်မြူကလည်းနာဂူမိုကိုပပလို့ခေါ်ပြီးခင်တွယ်သွားပါတယ် what the fuck is it တစ်ဖက်မှာလည်းအတန်းပေါ်တွေကတွင်းနဲ့အဆင့်90မှာမိတ်ဆာမတယောက်ရဲ့တိုက်ခိုက်မှုကိုခံရပါတယ်ရှီဇုကူနဲ့အခြားသူတွေကအပြင်းထန်ဒဏ်ရာရနေပြီးသူတို့ရဲ့အတန်းပေါ်အန်ဒိုကအကူအညီတောင်းဖို့ပြေးထွက်လာရင်နာဂူမိုတို့နဲ့တွေ့ဆုံခဲ့ပါတယ်နာဂူမိုကသူ့ရဲ့အတန်းပေါ်တွေကိုကယ်တင်ဖို့အတွက်တွင်းနဲ့ထဲကိုပြန်ဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်တွင်းနဲ့ထဲမှာတော့စတန်သားတွေကအချင်းချင်းတို့စိုးနေပြီးကပတိန်ကလည်းမိတ်ဆာမရဲ့လက်ချက်နဲ့တိတ်ဆုံးသွားခဲ့ပါတယ်အာမနုကာဝါကဒေါသတကြီးနဲ့သူ့ရဲ့နောက်ဆုံးလက်နက်ကိုတုံးဖို့ပြင်ဆင်လိုက်ပါတော့တယ်အတန်းပေါ်တွေတွင်းနဲ့ထဲမှာဒုက္ခရောက်နေချိန်မှာအာမနုကာဝါကမိတ်ဆာမကိုပြင်းထန်တိုက်ခိုက်ခဲ့ပေမဲ့အဆုံးသတ်ဖို့ထိတော့စိတ်မပြတ်သားခဲ့ပါဘူးအဲ့ဒီအခွင့်အရေးကိုတုံးပြီးတော့ပဲမိတ်ဆာမကသူ့ကိုလွင်သွားအောင်တိုက်ခိုက်လိုက်ပါတယ်မြေပြင်ပေါ်မှာတော့အန်ဒိုကနာဂူမိုကိုသူ့တငယ်ချင်းကိုကယ်ပေးဖို့အတင်းကျပ်တောင်းပန်လိုက်ပါတယ်နာဂူမိုကခဏတာတွတ်ဆုံနေပေမဲ့ကာအိုဘီယူကာနဲ့ဆီယမ်မအိုင်ကိုတို့နဲ့ပုံဆုံးခဲ့တဲ့ချိန်တွေကိုတတိယတော့ပြီးကယ်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်တွင်းနဲ့ထင်မှာတော့ကာအိုဘီကအာရင်ကုန်ခန့်နေပြီးရှီဇုကူကလည်းမိတ်ဆာတွေရဲ့တိုက်ခိုက်မှုကြောင့်အထိနာနေပါတယ်သူတို့အားလုံးမျှော်လင့်ချက်မဲ့နေတဲ့အချိန်မှာပဲနာဂူမိုကအမိုက်စားပုံစံနဲ့ပေါ်လာပြီးမိတ်ဆာတွေကိုတစ်ချက်တည်းအပြတ်ရှင်းပေးလိုက်ပါတယ်အတန်းပေါ်တွေကနာဂူမိုကိုမြင်ပြီးအံ့ဩသွားကြပါတယ်နာဂူမိုကသူ့ရဲ့အဖွဲ့သားတွေကိုចောင်းသားတွေကိုစောင့်ရှောက်ဖို့အမိန့်ပေးပြီးသူကိုယ်တိုင်မိတ်ဆာမကိုရင်ဆိုင်လိုက်ပါတယ်နာဂူမိုကအရင်အထက်စာပေါင်းများစွာတန်းလာနေပြီးမိတ်ဆာမလွတ်သမျှမိတ်ဆာတွေကိုစက္ကန့်ပိုင်းတွင်ဖျက်ဆီးလိုက်ပါတယ်အာမနုကာဝါကဒီအစွမ်းထက်တဲ့သူကဘယ်သူလဲလို့မေးလိုက်တဲ့ခါမှာတော့အန်ဒိုကဒါဟာနာဂူမိုဖြစ်ကြောင်းပြောပြလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့ဟီယာမာဟာနာဂူမိုကိုသူကိုယ်တိုင်တက်ဖို့ကြိုးစားခဲ့တာကိုသတိရသွားပြီးကြောက်လန့်သွားပါတယ်နာဂူမိုရဲ့အဖွဲ့သားတွေဖြစ်တဲ့ယူရယ်ရှီယာနဲ့တီယိုတို့ကလည်းသူတို့ရဲ့အစွမ်းတွေကိုပြသပြီးကျန်တဲ့မိတ်ဆာတွေကိုရှင်းပေးခဲ့ပါတယ်မိတ်ဆာမဟာနာဂူမိုကိုသူမရဲ့နောက်ဆုံးလက်နက်နဲ့တိုက်ခိုက်ပေမဲ့နာဂူမိုကဘာတရားမှမရပဲနိုင်ယူခဲ့ပါတယ်နာဂူမိုကသူမကိုဒုတိယကြိမ်ခွင့်ရမပေးတော့ပဲချက်ချင်းပဲအဆုံးသတ်လိုက်ပါတယ်တိုက်ပွဲပြီးမှာကာအိုဘီကနာဂူမိုကိုကျေးဇူးတင်စကားပြောပြီးသူ့နားမှာပဲအမြဲနေချိန်ကြောင်းဝန်ခံလိုက်ပါတယ်အဲ့ဒါကယူရယ်နဲ့ရှီယာတို့ကိုနားလို့ဖြစ်စေခဲ့ပါတယ်ကာအိုဘီကနာဂူမိုရဲ့အဖွဲ့တော်ကိုအဖွဲ့ဝင်အသစ်ဖြစ်လိုက်ပါဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်ပိုင်းမှာတော့သူတို့အဖွဲ့က energy မျိုးကမျိုးစားမင်းရဲ့သားဝေကိုလိုက်ပို့ရင်းနဲ့အဲ့ဒီမျိုးကလူတွေထူးဆန်းတဲ့ဆာနာမှုတွေခံစားနေရတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီယောဂါဟာရေထဲမှာပါတဲ့အစိမ်းကြောင့်ဖြစ်တာဖြစ်ပြီးကုသဖို့အတွက်ဘူရန်မီတောင်ကကြောက်တုံးတွေလိုအပ်နေပါတယ်ဒါကြောင့်နာဂူမိုတို့အဖွဲ့ကမီတောင်စီကိုခီးထွက်ခဲ့ကြပါတယ်မီတောင်တွေမှာတော့နတ်ဖျားရဲ့တမန်တော်လို့ကိုသတ်မှတ်ထားတဲ့ Fred နဲ့တိုးမိပါတယ် Fred ဟာနာဂူမိုကိုနတ်ဖျားရဲ့ပြစ်ပေးခြင်းအဖြစ်တပ်ဖြတ်ဖို့ကြိုးစားပါတယ် Fred ဟာနဂါတက်ဖွဲ့ကြီးနဲ့တူတိုက်ခိုက်ပြီးတော့နာဂူမိုကိုပြင်းထန်ဒဏ်ရာရအောင်လုပ်နိုင်ခဲ့ပါတယ်ဒါပေမဲ့တီယိုကသူမရဲ့အစ်စ်မှန်နဂါအသွင်ပြင်ကိုပြောင်းလဲပြီးတော့နာဂူမိုကိုကယ်တင်လိုက်ပါတယ် Fred ကမီတောင်ပေါက်ကွဲအောင်လှုပ်ဆောင်ခဲ့ပြီးတော့နာဂူမိုတို့ကိုအသေးတက်ဖို့ကြိုးစားပါတယ်နာဂူမိုကတီယိုကိုမြို့စီတင်သွားပို့ဖို့နဲ့ဂရိတီအောင်လှုပ်ဆောင်မယ်လို့မှာကြားပြီးတော့လွှတ်လိုက်ပါတယ်နိုင်ငံအတွင်းမှာတော့မင်းသမီးလေးလီလီဟာသူမရဲ့ခမဲတော်ရရှိတွေတခုခုမိုင်းနေပြီဆိုတော့တတိထားမိလာပါတယ်တစ်ဖက်မှာလည်းဟီယာမာဟာနာဂူမိုလက်ရှင်နေရာကိုတီးပြီးတဲ့နောက်ထူးဆန်းတဲ့မျိုးသမီးတယောက်ရဲ့သွေးဆောင်မှုကိုခံရပြီးသူမခိုင်းတာကိုလှုပ်ဆောင်ဖို့ပြင်ဆင်နေပါတော့တယ်နာဂူမိုနဲ့သူ့အဖွဲ့ဟာဘူရန်မီတောင်ကနေလွတ်မြောက်လာပြီးနောက်အရီဆန်မြို့မှာရီတူမာလီမြို့ကိုသူမရဲ့မိခင်ဖြစ်သူရီမီယာနဲ့ပြန်လည်တွေ့ဆုံပေးခဲ့ပါတယ်မြို့သူမျိုးသားတွေခံစားနေရတဲ့ယောဂါကိုလည်းကုသပေးနိုင်ခဲ့ပါတယ်အဲဒီနောက်မှာတော့သူတို့ဟာမာလင်းတွင်းနဲ့ကိုရှာဖွေဖို့လက်ထွက်ခွာခဲ့ကြပါတယ်နာဂူမိုဟာရှင်းအောင်ပစ္စည်းကိုအသုံးပြီးတွင်းနဲ့တကားကိုဖွင့်နိုင်ခဲ့ပေမဲ့အထဲမှာမော်တက်တွေကိုစိုးယူစားသုံးနိုင်တဲ့ခရမ်းရောင်မိတ်ဆာတစ်ကောင်နဲ့တိုးခဲ့ပါတယ်အချိန်ကြီးအကျက်တဲဖြစ်နေတဲ့အချိန်မှာပဲနာဂူမိုကယူအန်နဲ့ကာအိုဘီချာမှာတယောက်ကိုရွေးချယ်ခဲ့ရမယ့်အချိန်ကိုရောက်နေပါတယ်သူကယူအန်ကကိုကာကွယ်နိုင်စွမ်းရှိရဲဆိုတာကိုယုံကြည်တဲ့အတွက်အားနည်းတဲ့ကာအိုဘီကိုရွေးချယ်ခဲ့တင်ခဲ့ပါတယ်တွင်းနဲ့ထဲမှာသူတို့ကတိတ်ကန်စစ်ပွဲတွေရဲ့ပုံရိပ်ရောင်တွေကိုမြင်တွေ့ခဲ့ရပါတယ်အဲဒီမှာလူသားတွေမိတ်ဆာတွေနဲ့လူဝင်လူသားတွေငင်းချမ်းရေးယူဖို့ကြိုးစားခဲ့ကြပေမဲ့ဖျားသခင်အီဟေရဲ့လှည့်ကော့ကြောင့်အချင်းချင်းပြန်လည်တက်ဖြတ်ခဲ့ကြရတဲ့ဝါနဲ့ဆရာတမိုင်းကိုသိလိုက်ရပါတယ်တိုက်ပွဲအတွင်းမှာကာအိုဘီရဲ့ခန္ဓာကိုယ်ကိုဝိညာဉ်တစ်ခုကပူးကပ်ဖို့ကြိုးစားခဲ့ပေမဲ့နာဂူမိုကသူ့ရဲ့ထူးခြားတဲ့တနက်နဲ့ပစ်ခတ်ပြီးကာအိုဘီကိုကယ်တင်နိုင်ခဲ့ပါတယ်ဒီဖြစ်ရကြောင်းကာအိုဘီကနာဂူမိုရဲ့ဘေးမှာဘလို့ချင်းနေမှမစိုးရှိနေမယ်လို့ပို့ပြီးခိုင်ခိုင်မာမာဆုံးဖြတ်လိုက်ပါတယ်နောက်ဆုံးမှာသူတို့ကတွင်းနဲ့ကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးပြန်လည်ပြုပြင်ရေးမော် restoration magic ကိုရရှိခဲ့ပါတယ်နာဂူမိုကမြူကိုအလွန်ချစ်ခင်သွားပေမဲ့သူတို့ကရှေ့ဆက်ရမယ်ခီးရှိနေတဲ့အကြောင်းသူမကိုထားခဲ့ဖို့ဆုံးဖြတ်လိုက်ရပါတယ်နာဂူမိုကသူတို့ကဘာကိုပြန်လည်သွားနိုင်ခဲ့ရင်တော့မြူကိုလာခေါ်မယ်လို့ကတိပေးလိုက်ပါတယ်နောက်ဆုံးမှာတော့သူတို့ကမြူကိုနှုတ်ဆက်ပြီးအရီဆန်မြို့ကနေထွက်ခါလာခဲ့ပါတယ်တစ်ဖက်မှာလည်းနိုင်ငံတော်အတွင်းမှာရှင်နေတော်တော်လေးဆိုးရနေပါတယ်ဆီယမ်မအိုင်ကိုတီလိုက်ရှင်ဝက်အမျိုးသမီးတယောက်ကဖမ်းဆီးထားပြီးမင်းသမီးလေးလီလီကလည်းဘသူ့ကိုယုံကြည်ရမလဲဆိုတာမသိပဲဖြစ်နေပါတယ်ဟီယာမာကလည်းအဲ့ဒီအမျိုးသမီးနဲ့ပူးပေါင်းပြီးတခုခုကိုကြံစည်နေပါတယ်မိစ္ဆာဘီရင်ရဲ့အမိန့်နဲ့ Fred ဟာစစ်တပ်ကြီးကိုဦးဆောင်ပြီးလူသားတွေကိုတိုက်ခိုက်ဖို့ပြင်ဆင်နေပါတယ်ကပတိန်မဲကလည်းသူ့ရဲ့စစ်တီရဲ့သူ့စနဲ့အင်အားတစ်ခုရဲ့ထိန်းချုပ်မှုကိုခံရတာကိုတတိထားမိလာပါတယ်30ရာခိုင်နှုန်းသောစစ်တီတွေကပုံမှန်မဟုတ်တဲ့အခြေအနေတွေဖြစ်နေကြပါပြီနိုင်ငံတော်ထဲမှာကပတိန်မဲဟာစစ်တီတွေထူးဆန်းဆန်းပြောင်းလဲနေတာကိုစုံစမ်းဖို့ကြိုးစားနေတော့ဟီယာမာရဲ့နောက်ကျောကနေဓာတ်နဲ့ထိုးအောင်ခံရရပါတယ်ကပတိန်ကသူ့ကိုတိုက်ခိုက်လာတဲ့တစ်ဆက်ဖောက်တွေကိုအစွမ်းကုန်ပြန်ခုခံခဲ့ပေမဲ့နောက်ဆုံးတော့နတ်ဖျားရဲ့တမန်တော်နိုအင်းနဲ့ရဆန်ပြီးရှုံးနေသွားခဲ့ပါတယ်အဲဒီနောက်မှာတော့ AV ဆိုတဲ့အကြောင်းသူကလည်းနတ်ဖျားရဲ့ကောင်းကြီးကိုရထားရလို့ဆိုကသူမရဲ့အစီအစဉ်တွေကိုစတင်ပါတော့တယ်နာဂူမိုကဆီယမ်မအိုင်ကိုကယ်တင်ပြီးနောက်မှာနတ်ဖျားရဲ့တမန်တော်နိုအင်းနဲ့ရင်ဆိုင်ရပါတယ်နိုအင်းဟာသူမဟာဖျားသခင်ရဲ့လူကြနာဂူမိုကိုအဆုံးသတ်ဖို့လာဖြစ်ကြောင်းပြောပါတယ်နာဂူမိုကအိုင်ကိုတီယိုနဲ့အတူမေးကင်းအောင်လွတ်လိုက်ပြီးနိုအင်းနဲ့အပြင်းထန်တိုက်ခိုက်ပါတယ်နိုအင်းရဲ့စွမ်းအားတွေဟာအကန့်အသတ်မရှိသလိုဖြစ်နေပေမဲ့နာဂူမိုကသူ့ရဲ့ဖန်တီးမှုမော်နဲ့ပြုလုပ်ထားတဲ့လက်နက်အသစ်တွေကိုအသုံးပြုပြီးသူမကိုအနိုင်ယူလိုက်ပါတယ်တစ်ဖက်မှာလည်း UN နဲ့ Shira တို့ဟာ Fred ရဲ့စစ်တပ်ကိုအောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ပါတယ်နိုင်ငံတော်ထဲမှာတော့ Area သူမရဲ့အစစ်မှန်ရုပ်ကိုထုတ်ပြလိုက်ပါတယ်သူမဟာအာမနုကာဝါကိုအယူမှုဆွဲလန်းနေပြီးတော့သူ့ကိုပိုင်ဆိုင်ဖို့အတွက်ကျန်းတဲ့အတန်းပေါ်တွေကိုတက်ဖြတ်ကဝိညာဉ်နှောင်ကျိုးမော်နဲ့ပြန်လည်ထိန်းချုပ်ထားခဲ့ရပါသူမဟာရှိသူကိုတပ်ဖို့ကြိုးစားခြင်း
မှာတော့ကာဝီကရောက်လာပြီးကာကွယ်ပေးခဲ့ပါတယ်ဒါပေမဲ့ခီယာမာကကာဝီကိုအလစ်ငိုက်ချိန်မှာဓာတ်နဲ့အပြင်းနဲ့ထိုးလိုက်တဲ့အတွက်ကာဝီကအသက်ဆုံးရှုံးသွားခဲ့ပါတယ်နာဂူမိုရောက်လာတဲ့အခါမှာတော့အချိန်ကြီးတော်တော်လေးနောက်ကျနေပါပြီကာဝီသိဆုံးနေအောင်မြင်လိုက်ရတဲ့နာဂူမိုကအလုံးအမင်းကိုဒေါသထွက်သွားပါတယ်သူကခီယာမာကိုချက်ချင်းပဲအပြတ်ရှင်းလိုက်ပြီးအေဗီရဲ့ရုံမာမှုတွေအတွက်လည်းသင်ခန်းစာပေးခဲ့ပါတယ်နာဂူမိုကတွင်းနဲ့ထဲမှာရခဲ့တဲ့ဝိညာဉ်ပြပြင်ခြင်းမှော်ကိုအသုံးပြုပြီးကာဝီရဲ့ဝိညာဉ်ကိုနှိုးရင်းရဲ့ခန္ဓာကိုယ်ထဲကိုပြောင်းရွှေ့ပေးလိုက်ပါတယ်ဒါကြောင့်ကာဝီကအရင်အထက်ပုံမှုတန်မာတဲ့တမန်တော်ရဲ့ခန္ဓာကိုယ်နဲ့ပြန်လည်အသက်ရှင်လာခဲ့ပါတယ်နောက်ဆုံးမှာတော့နာဂူမိုကသူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့အိမ်ကိုပြန်ဖို့အတွက်ကြန့်ရှိနေတဲ့တွင်းနဲ့တွေကိုဆက်လက်သိမ်းပိုက်ဖို့ဒီကောင်ရဲ့ဆော်လေးတွေနဲ့အတူခီးဆက်လာပါတော့တယ်